ဗုဒ္ဓဘာသာဆိုတဲ့မြတ်စွာဘုရားကဗုဒ္ဓဘာသာရဲ့အရှင်ဖြစ်တဲ့မြတ်စွာဘုရားကတလို့ပွဲလန်းတွေကိုကြိုက်လို့ပွဲလန်းနဲ့ပူဇော်ရတာလားတလို့ကြက်ကောင်လုံးကြီးတွေပါကြီးတွေကြိုက်လို့ကြက်ကောင်လုံးကြီးတွေနဲ့ပူဇော်ရတာလားလို့ဆိုတဲ့ဥစ္စာကိုလက်ညှိုးထိုးပြီးတော့ပြပါတယ်လက်ညှိုးတို့ပြတော့ကိုနောက်ကလေးတွေကဒီခေပညာကိုတတ်ပြီးတော့လာတဲ့ကျောင်းသားတွေကသူတို့နဲ့ဝေဖန်ကြတယ်သူတို့နဲ့မေးကြဖြေကြတယ်မိတ်ဆွေတို့ရဲ့ဖျားပွဲကဘယ်နဲ့တော့ပွဲတွေလန့်နေနဲ့မိတ်ဆွေတို့ဖျားကဒါကိုကြိုက်တယ်လားမိတ်ဆွေတို့ဖျားကိုပူဇော်တယ်ဆိုတဲ့ဆွမ်းတော်ပွဲကလည်းဘယ်လိုတွေပါတယ်စစ်သေးတွေအလှပြင်းလို့မုတ်တွေအလှပြင်းလို့အသားတွေကြီးကျဲနဲ့ဒါတွေမိတ်ဆွေတို့ဖျားကကြိုက်သလားလို့မေးတော့ဘုန်းကြီးတို့ရဲ့ဗုဒ္ဓဘာသာကလေးတွေမဖြေနိုင်ကြပါဘူးမဖြေနိုင်တော့သူတို့ကဇဝေဇဝါပြေးပြီးတော့ဟုတ်ပါတယ်တို့ဟာတွေကဘယ်နဲ့ဟာပါလိမ့်မတို့ဟောကလေးတွေပါစိတ်ပြေလို့ဇဝေဇဝါပြေးလို့အဲ့ဒီဇဝေဇဝါဖြစ်ရကဗုဒ္ဓဘာသာဥကြီးတွေရော့သွားဘုန်းတော်ကြီးတွေကိုပြုစုမဲ့တရားဓမ္မတွေနဲသွားဆွမ်းကန်ထောက်ပမဲ့တရားဓမ္မတွေရော့သွားတဖြည်းဖြည်းပြဲသွားသာသနာမကွယ်ပဲကြည့်ပါမလားကွယ်မှာပေါ့ဒီဗုဒ္ဓမြတ်စွာကိုမယိုသေးမှုနော်တရားတော်ကိုမယိုသေးမှုဆိုတဲ့ဥစ္စာဟာတရားကောင်းကောင်းမွန်မွန်ဟောကြားပြီးကောင်းကောင်းမနာခြင်းဒါတော့ထားပါတော့ပေါ့လေအရိယာသံဃာတော်တွေမယိုသေးဘူးဆိုတဲ့ဥစ္စာလည်းပဲခုခေတ်ပါလေသာသနာပြုတဲ့ဥစ္စာကိုဘုန်းကြီးကိုပြုနေကြတာပါသာသနာပြုတာမဟုတ်ပါဘူးသာသနာတကယ်ပြုလို့ရှိရင်သာသနာတကယ်ကောင်းအောင်လုပ်ရမယ်မဟုတ်ပါဘူးခုတော့ဘုန်းကြီးကပြောလိုက်စမ်းကျင်တယ်ဒီဧကပါဏိတာလိုချင်တဲ့ဘုန်းကြီးရဲ့တကာကအဲ့ဒီတကာကိုယ်တိုင်ကဧကပါဏိတာမရအောင်လိုက်ပြီးတော့လက်မှတ်ယူတဲ့သာသနာပြုတာလားကိုဘုန်းကြီးကိုမြောက်တာလားဘာအိဗေမှမရှိတာတွေလုပ်နေတယ်သာသနာကွယ်မယ်မထိန်နိုင်လို့ကွယ်မှာသာသနာကဗုဒ္ဓဘာသာလူမျိုးတွေကမထိန်ရင်ကွယ်မယ်သာသနာဒါကြောင့်ဘုန်းကြီးကပြောပြီးတော့နေတယ်ပြောနေမယ်ဘာလို့မှအရေးမစိုက်ကြပါဘူးဘုန်းကြီးသိပါတယ်အရေးမစိုက်လို့တရားမဟောပါရစီနဲ့လို့ဆိုနေတဲ့ဥစ္စာကိုခဏဟောပေါ်ရန်တိုက်တွန်းလို့တစ်ခါတရံပါလာတယ်မဟောပါရစီနဲ့ဘာဖြစ်လဲဘုန်းကြီးတကယ်သာသနာပြုလို့ချင်းပိုက်တန်တလောက်မကုံမဲနဲ့သာသနာလာတယ်သာသနာတိုးတက်လာတယ်ပိုက်တန်တလောက်ကုံစရာမလိုပါဘူး